မင်္ဂလာပါကျွန်တော်ရဲ့အခုမှဆက်ပြင်စာပြီးတော့လေးလာမယ်ညီကိုဝါသနာရှင်အားလုံးကိုကျွန်တော်ရဲ့ YouTube channel ကနေကျွန်တော်ဖိတ်ခေါ်ရဗျာနော်ဒါဆိုလို့ရှိရင် logo set လို့ခေါ်ရဗျာနော် logo set ကဘာတွေသုံးတာလဲဆိုရင်ကျွန်တော်တို့ရဲ့ label တွေပေါ့နော်label တက်တဲ့ခါကျလို့ရှိရင်မြန်ပြီးသွားအောင်လို့ပေါ့နော်မြန်ပြီးအောင်တက်တဲ့ set ဖြစ်တယ်ဗျာနော် label လေးတက်မယ်ကိုလိုချင်တဲ့ပုံစံလေးပေါ့ဘယ်လိုပုံစံပဲလာသူတက်လို့ရတယ်ဒီဝင်းထဲမှာပြည့်နော်နောက်တစ်ခုကဘယ်နှခုချိန်မယ်ဒီမှာစမ်းသလောက်ချိန်လို့ရတယ်ဥပမာတစ်ခုလားနှစ်ခုလားနော်နှစ်ခုချိန်တာရတယ်3ခုလား4ခုလား5ခုလားချိန်လို့ရဒီမှာပြည့်တော့ဒါကျွန်တော် site အသေးဒီ set ပုံစံဆိုတာ site အသေးလေးပဲရှိသေးတယ်ကျွန်တော်သူ့တဲ့ကြီးတဲ့ set ဒီပုံစံမျိုးပဲဒီပုံစံမျိုးသူ့တဲ့ကြီးတဲ့ set ဆိုရင်ဒီကောင်ပူကျဲသွားတယ်နော်ဒီကောင်ဆိုပူကျဲသွားလို့ရှိရင်ပူပြီးထက်ချိန်လို့ရတယ်တချို့ဆို3-4ခုတော့ကျွန်တော်ချိန်ထားတာရှိတယ်ဒါဆို2ခုလေနော်နောက်ဒီမှာကြီးနောက်တဲ့ထည့်လို့ရတယ်ဒီမှာထည့်လို့ရတယ်နော်အဲ့လိုမျိုးပေါ့နော်သူဘာပြကြလဲဆိုရင် set နှင်းမြန်ပေါ့နော်ဒီမှာဒါ SK1 SK တွေ့လားနော်ချိန်တာဒီကချိန်ရတာမဟုတ်ဘူးချိန်တာတွင်းနေချိန်ရမှာနော်ဒါအပေါ်ပိုင်းလေးပြထားတာဒီမှာကြည့်ဒါဆိုဆက်နှင်းနေအောင်မှာမြန်ကျင်လားနှင်းနေတာပေါ့နော်ဒီမှာနော်ဒီနေရာလေးကိုကြည့်မဆက်နှင်းပြထားတာနော်ဒါပေါင်းတာနော်ဒီစကူကတော့တို့ဘာရတဲ့တူပဲနော်စစ်ပြီးခိုင်းပြထားတဲ့အတိုင်းပဲနော်တကယ်စပီးတင်မယ်ဆိုတော့ဒီကနေဝင်တင်လိုက်နော်ဒီကနေဝင်တင်လိုက်ပြီးတော့လို့ရှိရင်နော်အဲ့တော့ကျွန်တော်ပြောချင်တာပါလဲဆိုလို့ရှိရင်အခြေခံလေးရစပြီးလေ့လာပါနော်ပြီးတော့လို့ရှိရင်လိုပုံစံမျိုးတွေချိန်ရမယ်ဆိုတော့ပြရနေတယ်နော်ကျွန်တော် YouTube channel ကနေပြီးတော့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဥပမာနော်ဒီအပေါ်ပိုင်းလေးတွေဘယ်လိုမျိုးလုပ်ရမလဲထဲရဘယ်လိုချိန်ရတယ်ဆိုပြရမယ်နော်ဒါကြတော့တစ်ခုပြီးတစ်ခုတစ်ခါပြောင်းသွားတဲ့ဟာလေးနော်အကယ်ဒီကမပြောင်းချင်ဘူးဆိုလို့ရှိရင်ဒီမှာပြောင်းလို့ရတယ်ကိုယ်နံပါတ်ကိုမှတ်ထားမကျွန်တော်ပုံလေးပြမယ်ဒီမှာပုံမပေါ်ဘူးလေလားနော်ဒီမှာပုံလေးဒါနှိပ်လိုက်ပြီဆိုရင်ကိုချိန်ရတဲ့ပုံလေးတွေ့လားနော်โอเคဒီမှာချိန်ထားတယ်ဒီမှာပြောင်းလိုက်မှာတရားလို့ပြောထားတာနော်ဒီမှာတရားတစ်ဆိုရင်နော်နောက်တဲ့ပုံစံလေးမှာကြည့်ကိုနှိပ်လိုက်ပြီဆိုရင်ဒီမှာဒီကနှစ်ပြောင်းသွားပြီဆိုရင်ဒီမှာအောက်မှာပုံစံပြောင်းသွားတယ်ချက်ကြည့်နော်တွေ့လားမတူတော့တွေ့လားဒီမှာတရားတစ်ဆိုရင်ဒီမှာပုံစံမတူတော့မတရားနှစ်ကြည့်လိုက်တွေ့လားဘာတဲ့ဖြစ်သွားတွေ့လားနော်အဲဒီမှာပုံစံလေးအမျိုးမျိုးတွေ့လားဒါတွေ့လားနော်ဒါကနံပါတ်လေးပြောင်းတဲ့ဟာပေါ့နော်အစောကကျွန်တော်ထားတဲ့နေရာလေးနံပါတ်1နော်ဒါမျိုးလေးပေါ့ဝင်ရောက်လေ့လာနိုင်ပါတယ်ကျွန်တော်အစနဲ့အဆုံးထိเนาะဘယ်လိုမျိုးချင်းရတယ်ဘယ်လိုမျိုးလုပ်ရင်ဘယ်လိုပုံစံလုပ်ရတယ်ပတ်တန်ကိုဘယ်လိုချင်းရတဲ့စာကျွန်တော်ပြပေးမယ်ဗျာเนาะဝင်ရောက်လေ့လာနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာเนาะဆရာသမားတွေကြော်ဝါနိုင်ပါတယ်အခုမှစပြီးလေ့လာမယ့်ညီကိုတွေဖိတ်ခေါ်ပါတယ်ဗျာเนาะ